ဆုတောင်းမိဘကျေးဇူးဆက်နိုင်တော်သူဖြစ်ရပါလို့မိသားစုပေါ်တာဝန်ကျေတော်သူဖြစ်ရပါလို့ကိုကြောင့်သူများမိသားစုမပြိုကွဲရပါစေနဲ့ကိုစားတဲ့ဓမင်းထဲမှာသူများမျက်ရည်ဆက်ပြီးမပါရပါစေနဲ့ပေးတော်လက်တစုံမြဲပိုင်ဆိုင်ရပါလို့အကူအညီလိုအပ်သူတိုင်းကိုကူညီနိုင်တော်သူဖြစ်ရပါလို့သူများကိုမကူညီနိုင်ရင်တော့ဒုက္ခမပေးတော်သူဖြစ်ရပါလို့ကိုလျှောက်တဲ့လမ်းမှာသူများဘဝတွေမနှင်းချေရပါစေနဲ့အမေလူတိုင်းဟာရွှေတွေငွေတွေကိုပဲတန်ဖိုးရှိတဲ့အရာတွေလို့မှတ်ယူနေကြတော့တကယ်တမ်းတန်ဖိုးကြီးမှတဲ့အမေမေတ္တာတရားတွေကိုတော့တန်ဖိုးထားရအောင်မှမသိကြတော့ဘူးအမေဆိုတာရွှေနဲ့လည်းရှင်လို့မရသလိုငွေနဲ့လည်းတိုင်းထွာလို့မရပါဘူးအမေရဲ့ကဘာမှာအရှိဆုံးဆိုတာသားသမီးတွေဖြစ်ပေမဲ့သားသမီးတွေရဲ့ကဘာမှာတော့အမေဆိုတာတချို့တဝက်ပဲရှိကြပါလိမ့်မယ်လင်းရှိမရရှိမိတ်ဆွေရှိတွေကပြောင်းလဲတတ်တဲ့သဘာဝရှိပေမဲ့သားသမီးတွေပေါ်အထားတဲ့အမေရဲ့ရှိချင်းမေတ္တာတရားတွေကတော့ဘယ်တော့မှပြောင်းလဲမသွားပါဘူးအစားတို့မရတဲ့အမေရဲ့မေတ္တာတရားအမေရဲ့ကရုဏာတရားတွေကိုသားသမီးတိုင်းတန်ဖိုးထားတတ်ကြရင်သိကောင်းပါပဲဗျာ